အိမ်ရသားတော်မောင်ကလေထမင်းမောင်စားခြင်းနဲ့တဲ့ထမင်းမောင်စားခြင်းနဲ့ဆိုပေမဲ့အပြင်ကထမင်းဆိုင်ရအဲ့ဟိုဘယ်လိုပြောရမလဲရောင်းတဲ့ဆိုင်တွေကနေပြီးတော့ဝယ်မကျွေးခြင်းကိုကကိုပဲလို့အိမ်လုတ်ထမင်းမောင်လေးလုတ်ပေးမယ်သားရေဆိုပြီးတော့အဲ့ဒါအခုဈေးသွားပြီးတော့လေဒီမှာကြည်ဒါလေးကပဲတီးရအဲ့ဒါ1000ဖို့ဒီမှာမုံလာဥနီ1000ဖို့ဒါပဲပြ1600ဖို့ဒီမှာဟိုဘေဘီမုံညင်းလေးတွေပေါ့နော်မုံညင်းတုပ်အသေးလေးတွေအဲ့ဒါလေးက600ဖို့အဲ့လိုလေးတွေလောက်ပြီးတော့စီကာပတ်ကုန်းလေးပေါ့ငုံဦးလေးတွေကြက်ဦးလေးတွေထည့်ပေးမယ်ဆိုပြီးတော့ငုံဦးမေ့လာတယ်အခုတော့ကြက်ဦးပဲပါတယ်ဒီမှာကော်ရီလေးဖြော်ထားတယ်ချက်လိုက်ပါဦးမယ်ကဲညံချိတယ်လို့လေးတော့ကြော်ပေးထားပါပြီကဲလိုလေးကြော်ပေးထားတယ်ပြီးသွားရင်ကော်ရီလေးနည်းနည်းလေးပေါ့နော်ခက်ကြက်ကြက်လေးလောင်းလိုက်မယ်ကဲဒီမှာရပြီအိမ်လှုပ်ထမင်းပေါင်းလေးဒီမှာငုံမပါတော့ကြက်ဦးလေးနဲ့ကဲရတာလည်းရှိတယ်ဘတ်ဂျက်လည်းစိတ်ဖြစ်တယ်အာဟာရလည်းဖြစ်တယ်နော်ဒီမှာပါတဲ့အသီးရွက်ဒီအားလုံးကလူခနာကိုအကျိုးပြုတဲ့ဟာတွေကြီးပဲနော်အဲ့လိုမျိုးလေးလည်းလှုပ်ရှားလို့ရတယ်စားမယ်ရှေ့